Kete Ganaway Mama No Mama 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 Chanoe Kete Ganaway Mama Sia Onche Ganaway Mama Tap Bore Mama Chano Mama Mama Ro Chimawi Appelie Seven Kaduruliဒီဘက်ခေရဲ့မီးအောင်ဆုံးလမ်းမတွေပေါ်မှာခက်တီတီပဲရှောက်လန်းနေတယ်ကျွန်တော်ကတော့လမ်းတစ်ဖက်ကနေမမောင်ငေးကြည့်ရင်ရင်ဘက်တစ်ခုလုံးတောင်မြိုက်ပြီးယူတယောက်တို့ဖြစ်နေရတာမမဟာစာရေးဆရာမင်းတို့ရဲ့ဝတ္ထုတွေကမင်းမျိုးလေးတွေလိုမျိုးချစ်စရာကောင်းပြီးစမ်းသစ်တယ်မမစီမှာဆရာကိုလေးအင်းဝခုံရဲ့ကြပြရီလိုကန်ဝင်ဆန်တဲ့အငွေ့သက်တွေလည်းရှိနေပြန်တယ်ပြီးတော့ဆရာနိုင်ဝင်းဆွေရဲ့စာအုပ်တွေကဇက်လိုက်မတွေထက်လေမမပို့ပြီးတော့ခက်မိတယ်မမရဲ့ပုံရိပ်ကဘန်ကိုဖြတ်တောက်လိုက်တဲ့နေရက်တစ်ဖက်ထက်ပို့ပြီးတော့အနုပညာမြောက်တယ်ဒါလေးရဲ့စိတ်ကူးရင်ပကြီးကားတွေနဲ့လည်းမမရဲ့အလှတရားကိုမမေ့ဘူးပကာဆိုရဲ့ကျူးပစ်စင်အနုပညာတွေတောင်မမရဲ့နားလေရခက်တဲ့အပြုံးတစ်ခုအောက်မှာဒူထောက်ရတယ်ဆရာကြီးတော်ရာစီရဲ့စာအုပ်တွေထဲမှာလည်းမမလိုမိန်းမမျိုးအကြောင်းကျွန်တော်လုံးဝရှာမတွေ့ခဲ့ဘူးမမကတော့ကော်ဖီဆိုင်ထဲမှာစမတ်ဖုန်းမျက်နှာပြင်ကိုစိုက်ကြည့်ရင်ငြိမ်သက်နေတယ်အဲဒီပုံစံကရှင်တို့ရှိဖွဲ့ခဲ့တဲ့ကြပြားလေးထက်တောင်ပိုပြီးကားတက်နဲ့ဆွဲလန်းဖို့ကောင်းသေးတယ်ဒေါစတိုင်ယက်စကီရဲ့ဝတ္ထုရှည်ကြီးတွေကလှုပ်ဝက်ဆန်းကြတဲ့ဇက်ကောင်တွေလိုပဲမမစီမှာကျွန်တော်ဘယ်တော့မှနားမလည်နိုင်မဲ့ဆွဲဆောင်မှုတွေရှိနေတယ်မမရဲ့စကြဝဠာကြီးတစ်ခုလုံးစာအုပ်စင်ပေါ်တင်ထားလဲမမရဲ့တိတ်ဆိတ်မှုကိုကျွန်တော်ဘာသာပြန်လို့မရနိုင်ပါဘူးရှိတ်စပီးယားကမမကိုတွေ့ရင်သူ့ရဲ့စမ်းနှက်ကြပြားတွေအကုန်လုံးစုပ်ပြဲပြမှာဟာရုကီမူရာကာမီရဲ့ဝတ္ထုတွေကရေခဲတုံးတို့အေးဆက်ပြီးဆွဲဆောင်မှုရှိတဲ့မိန်းမတွေထက်မမကပိုပြီးညှို့ယူနိုင်တယ်ဖရန့်ကက်ဖကာရဲ့အိမ်မက်ဆိုးတွေထက်မမရဲ့ညှင်းပယ်မှုတွေကကျွန်တော်ကိုပိုပြီးထူးခြားဆန်းပြတဲ့လောကတွေတွန်းပို့တယ်ချားစ်ဘူဒ်လေရဲ့ညဉ့်ပန်းမွင့်ကြပြားတွေဟာမမရဲ့နှုတ်ခမ်းရဲရဲတွေအောက်မှာတင်အယောင်မိန်သွားရတာပါပဲအဲ့ဘက်ကမူပြောတဲ့အတိတ်ပဲမဲ့လောကကြီးထဲမှာမမရဲ့တည်ရှိမှုတစ်ခုတည်းရတာကျွန်တော်အတွက်အစစ်အမှန်ဘာဘလုနေရူဒါရဲ့အချစ်ကပြအပုံ20ဟာမမရဲ့မျက်တောင်တစ်ချက်ခတ်တန်အောင်မှာအရှုံးပေးလိုက်ရပြီကျွန်တော်မမကိုချစ်တဲ့အကြောင်းဖွဲ့ဖို့အတွက်ဆိုရင်ဟမ်မင်ဝေးရဲ့စာအုပ်တွေလိုယူရှင်းပြသနေဖို့ပဲလိုတယ်။ဂါဘရီယယ်ကာစီယာမာကိုစ်ပြောတဲ့အနှစ်တရာအထီးကျန်မှုဆိုတာမမစီကမစီတစ်ခုစောင့်နေရတဲ့ကျွန်တော်ရဲ့ဒီညစ်တဲ့သကောင်ရံတွေထက်ဘာမှမပူပါဘူး။အလွန်ချက်ကောရဲ့ပြဆက်တွေထက်မမရဲ့အကြည့်တစ်ချက်ကပိုပြီးစကလုံးတွေကျွဲပါတယ်။အာသာကိုနန်ဒရိုင်းရဲ့ရှာလော့ဟုံးတောင်မမနှလုံးသားရဲ့လှုပ်ဝက်ချက်ကိုဖော်ထုတ်နိုင်မှာမဟုတ်ဘူး။ဗာဂျီနီးယားဝူဖ်ရဲ့စိတ်အစဉ်စီးကြောင်းတွေလိုမမရဲ့အတွေ့အကြုံကိုကျွန်တော်လိုက်မမီတာကပဲကျွန်တော်ကိုတေမတက်ဆွဲလန်းယူသွတ်စေတာ။မမကိုကြည့်ပြီးကျွန်တော်တောက်လက်စာစင်မြင့်အရက်ထဲထားတဲ့ခွက်ကိုခပ်ပြင်းပြင်းပြချလိုက်မိတယ်။ခေကြီးကဟိုတယ်တွေကလပ်တွေအွန်လိုင်းနေနဲ့ဘလောက်ပဲစူညံပေါ်လို့ရိုက်နေပါစေကျွန်တော်ကဘာကတော့မမရဲ့တိတ်ဆိတ်မှုအောက်မှာအပိုင်းပိုင်းအဆအဆကွဲချင်နေတာမမသိရလားမမနှကန်းနေရဲရဲလေးဆိုပြီးကားပေါ်ကဆင်းလာတဲ့အခိုက်အတန့်ကကျွန်တော်ဘဝတစ်ခုလုံးဓာတ်နဲ့မှုန်းပစ်လိုက်တယ်လို့မျိုးနာကျင်ပြီးယူသွတ်စေတယ်မမရဲ့တခါတလေမမရဲ့အဝေးကအကြည့်တစ်ချက်ကပဲကျွန်တော်ဝိညာဉ်ကိုဓာတ်ကစားပြနေတယ်လို့ပါကျွန်တော်ရှင်ဘတ်ထဲကထွက်လာတဲ့ဒီအယူအမှုသွေးဆူတန်တွေကဖရက်ဒီမာဂျူရီရဲ့ဘ
Bohemian Rhapsody တခြင်းတက်တောင်ပို့ပြီးရုံးကန်အော်ဟစ်နေသေးတယ်မမကိုချစ်ရတဲ့အချက်ကဘီတိုဗင်ရဲ့ Symphony တွေလိုပဲရှင်ထဲမှာမုန်တိုင်းထန်လွန်တယ်မိုက်ကယ်လန်ဂျလိုသားမမကိုတွေ့ရင်ဒါဝိရုပ်ထုကိုပြစ်ထားပြီးမမရဲ့ပုံတွေကိုပဲကြောက်သားပေါ်ထုစင်မှာရန်ဘရန်ရဲ့အလင်းအမှောင်တွေလည်းမမရဲ့မျက်ဝန်းဝင်အရှိလက်လက်တွေကိုမမီပါဘူးအော်စကာဝိုင်းပြောမှုတဲ့အလားတရားဆိုတာမမရဲ့ဒီခက်အေးအေးမျက်နှာပေးအောင်ပါတယ်လုံးဝအုတ်တုံပြေဆုံးသွားတာဂျိန်းချွိုက်စ်ရဲ့ Ulysses ဝတ္ထုကြီးတဲ့မမရဲ့စိတ်ကူးတွေကပိုပြီးရှုပ်ထွေးနေနေတယ်လီယိုတော်စတိုင်းရဲ့စစ်နှစ်ငြိမ်းချမ်းရေးလိုပဲမမနဲ့ကျွန်တော်ကြားအချင်းဟာတပိုင်းဝင်တိုက်ပွဲကြီးတစ်ခုပဲညနေတဲ့အထိမမရဲ့ online အတည်ပြုချက်မိစိမ့်စင်းလေးကိုစိုက်ကြည့်ရင်ကျွန်တော်အခန်းချင်းလေးထဲမှာ secret မိကူတွေနဲ့အတူလောင်ကျွမ်းနေရအိုင်စတိုင်းရဲ့ 9 theory အရအချိန်တွေကနှိကွေးနေတယ်ဆိုတာမမစီကစာမလာတဲ့ဒီနာရီပိုင်းလေးတွေကတတိပြနေတာပဲအိုင်ဇက်နျူတန်မြင်ခဲ့တဲ့ပန်းသီးထက်မမရဲ့ဆွဲဆောင်မှုအင်အားကကျွန်တော်ကိုမြေပြင်ပေါ်ပို့ပြီးအချိန်အဟုန်နဲ့ကြာရှမ်းစေတယ်စတီဗင်ဟော့ကင်းရှာဖွေခဲ့တဲ့စကြဝဠာကြီးတွေကတွင်းနဲ့ကြီးတွေထက်မမရဲ့မျက်ဝန်းညွန့်ညွန့်တွေကကျွန်တော်ဝဉ္ကြီးကိုပို့ပြီးဝါမျိုးပြစ်နိုင်တယ်ဂယ်လီလီယိုကကဘာကြီးလဲပတ်နေတယ်လို့အမှန်တရားကိုအော်ဟစ်ခဲ့တယ်လို့မျိုးကျွန်တော်ကလည်းမမကိုပဲအယူအမှုကိုးဝင်နေတယ်လို့တလောကလုံးကိုအော်ပြောခြင်းတယ်မာရီဂျူရီရဲ့ရေဒီယိုတက်တီကြွမှုတွေထက်မမစီကဖျားထွက်လာတဲ့ဆွဲဆောင်မှုတွေကကျွန်တော်နှလုံးသားကိုပို့ပြီးအစိတ်တင်စေတာနီကိုလာတက်စလာရဲ့လျှက်စစ်တန်လိုင်းလိုင်းတွေထက်မမရဲ့အကြည့်တစ်ချက်ကကျွန်တော်ဆယ်ဒီကိုပို့ပြီးတုန်ခါသွားစေတယ်ချားလ်စ်ဒါဝင်ရဲ့စင်ကဲပြောင်းလဲမှု theory ကိုကျွန်တော်ညှင်းပယ်တယ်မမဘာလို့လဲဆိုတော့ကျွန်တော်အချက်ကကဘာအိုးကလေးကမမတယောက်တည်းအတွက်ခုရည်ဒီမပြောင်းလဲပဲတည်ရှိနေလို့ပဲနေပိုးရဲ့ကွန်တန်ယူပပေတာတက်မမရဲ့စိတ်အခြေအနေတွေကပိုပြီးခံမှန်းရခက်တယ်။ပိုက်တာဂိုရက်စ်ရဲ့ theory တွေနဲ့လည်းမမကိုချစ်တဲ့ကျွန်တော်အခြေရဲ့အနက်ရှိုင်းကိုတိုင်းတာလို့မရဘူး။ IS Asimov ရဲ့တိတ်ပံစိတ်ကူးရင်ကဘာတွေထဲမှာတော့မမတို့လှတဲ့တက်ရှိဆိုတာမရှိနိုင်ပါဘူး။ Alan Turing ရဲ့ကွန်ပျူတာစနစ်တွေဘလောက်ပဲကောင်းကောင်းမမရဲ့စိတ်ကူးတွေကိုတော့တွက်ချက်နိုင်မှာမဟုတ်ဘူး။ Euclid ရဲ့ geometry မြေမြောက်နေတဲ့မမရဲ့ကိုယ်လုံးကိုယ်ပေါက်အချိုးစားကပို့ပြီးတိကျလာပါတယ်။ရနီတီကရဲ့ငါတွေးတယ်ထို့ကြောင့်ငါရှိတယ်ဆိုတဲ့စကားလုံးကိုကျွန်တော်ပြောင်းလဲပြမယ်။ကျွန်တော်မမကိုချစ်တယ်ထို့ကြောင့်ကျွန်တော်အသက်ရှင်နေတယ်လို့ပဲမမရဲ့။တခြားပညာရှင်ရေနီယာကောင်းငင်ရာကျဲတွေကိုရေတွက်တယ်လို့မျိုးကျွန်တော်လည်းမမကိုတတိရတဲ့အချိန်တွေကိုထိုင်ရေတွက်နေမိတာအာခီမီဒီစ်ကရေချိုးကန်နေရနေအဖေကိုရှာတွေ့လို့အော်ဟစ်ခဲ့တယ်လို့မျိုးကျွန်တော်ဘဝရဲ့တခုတည်းသောအဖေဟာမမပဲဆိုတာကိုကျွန်တော်ရှာတွေ့သွားပြီခေတ္တသိပ္ပံပညာရှင်တွေဘလောက်ပဲသူတေသနာတွေလုပ်မမရဲ့အလားတရားနောက်ွယ်ရလှုပ်ဝက်ချက်ကိုဘယ်တော့မှအပြေထုတ်နိုင်မှာမဟုတ်တော့ဘူး။တစ်ကမ္ဘာလုံးကပညာရှင်တွေအားလုံးစုပေါင်းပြီးကျွန်တော်ကိုအယူလို့သတ်မှတ်ပါစေ။ကျွန်တော်ကတော့မမရဲ့ခြေပေါ်အောက်မှာပဲဒူးထောက်ပြီးမမရဲ့ကံဝင်ဆန်တဲ့အလားတရားကိုထာဝရကိုယ်ဝယ်သွားမယ်ကောင်။ကျွန်တော်မမကိုအယူမှုချစ်တယ်။ကျွန်တော်မမကိုနပိုလီယန်စစ်ကိုချစ်တယ်လို့ချစ်တယ်။ကျွန်တော်မမကိုယာရုအာနာတွေထက်ချစ်တယ်ကျွန်တော်ဆရာအောင်ချင်းကန်တော်ဝင်မမထက်မမကိုချစ်တယ်ကာလီဆိုတဲ့ကျွန်တော်အသက်ရှင်နေတဲ့များကာလပတ်လုံးခေတ္တကန်တော်ဝင်မမကိုချစ်တယ်ကာလီ